စစ်အာဏာသိမ်းပြီးနောက်ပိုင်း2023ခုနှစ်ကစလို့မွန်ပြည်နယ်ချောင်းစုံမြို့နယ်ဟာစစ်ကောင်စီရဲ့စီးပွားရေးနယ်မြေတစ်ခုဖြစ်လာပါတယ်စစ်ကောင်စီရဲ့နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့တရုတ်ကုမ္ပဏီတစ်ခုပူးပေါင်းပြီးဒေသခံတွေအလိုမရှိနေတဲ့အဲ့ဒီကြောင်မီးသွေးစီမံကိန်းကိုအတင်းအကျပ်ကြိုးစားပြီးရှေ့ဆက်နေတာပါ RIC ကောက်ယူထားသောသတင်းအချက်အလက်များအရ2024ဇွန်လကစပြီးမြေကယာနဲ့ချီတိမ့်ယူခဲ့သလိုရွာရှောင်လန်းတွေကိုလည်းအလျင်အမြန်ဖောက်လုပ်ပြီးစီးနေပါပြီ။ဒါပေမဲ့အဲ့ဒီစီမံကိန်းဟာလူလူရဲ့သဘောတူညီချက်မရှိခဲ့ပါဘူး။အာနာသိန်းကာလမှာလွတ်လပ်စွာဆန္ဒပြလို့မရတာကြောင့်ချောင်းစုံတန်ဃာတော်တွေနဲ့ဒေသခံများပူးပေါင်းစစ်တမ်းကောက်ယူပြီးဒီကြောင်မီးသွေးစီမံကိန်းကိုဒေသခံ68%ခန့်အလိုမရှိနေရကြောင်းပြက်ပြက်သားသားကန့်ကွက်လက်မှတ်လည်းထိုးခဲ့ကြပါတယ်။အဲဒီနောက်စစ်တပ်အစိုးရဘက်ကဒီအခြေအနေကိုဖြေရှင်းဖို့လူထုတွေးဆောင်ပွဲတွေလုပ်ခဲ့ပါတယ်။ထိုတွေးဆောင်ပွဲကိုတက်ရောက်ခဲ့တဲ့ဒေသခံများ၏ပြောကြားချက်များအရတော့စစ်တပ်အစိုးရဘက်တစ်ဖက်သက်စည်းရုံးမှုတွေပဲလုပ်ခဲ့ပြီးဒေသခံတွေရဲ့အတန်ကိုနားမထောင်ခဲ့ပါဘူး။ချောင်းစုံနဲ့အလားတူစီမံကိန်းဖြစ်တဲ့အန်တင်ကြောင်မီးသွေးစီမံကိန်းနဲ့ထိုင်းနိုင်ငံမဲမော်မှာဖြစ်ပျက်ခဲ့တဲ့ကြောင်မီးသွေးစီမံကိန်းကိုနှိုင်းယှဉ်တင်ပြသွားမှာဖြစ်ပါတယ်။2014ဦးသိန်းစိန်စစ်အစိုးရအုပ်ချုပ်စဉ်ကာလမှာတိုယိုထိုင်းကုမ္ပဏီ TTCL မှ American Dollar 1.8 ဘီလီယံရင်းနှီးမြှုပ်နှံပြီးကြောင်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကိုမွန်ပြည်နယ်ရေးမြို့နယ်မှာရှိတဲ့အန်တင်ကျေးရွာအုပ်စုမှာတည်ဆောက်ဖို့ကြိုးပမ်းခဲ့ပူးပါတယ်။လူလူကန့်ကွက်မှုအရှိန်မြင့်လာတာကြောင့်2015ခုနှစ်ဩဂုတ်လရွေးကောက်ပွဲမတိုင်ခင်3လအလိုမှာတင်မွန်ပြည်နယ်အစိုးရကစီမံကိန်းကိုခွင့်မပြုတော့ကြောင်းတရားဝင်ကြေညာပြီးရပ်တန့်ပေးခဲ့ပါတယ်။အဲဒီနောက်ပိုင်းနိုင်ငံရေးနဲ့ကုမ္ပဏီ PR တွေရှိနေရကြောင်းမွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေလည်းပြည်သူနဲ့အတူရပ်တည်ပြီးကာကွယ်ပေးခဲ့ပါတယ်။2015ခုနှစ်တွင်စီမံကိန်းကိုအောင်မြင်စွာရပ်တန့်နိုင်ခဲ့ပြီး NLD အစိုးရခေတ်2016မှ2020တခြားလုံးပြည်သူ့ဆန္ဒအတိုင်းထိုကြောင်မီးသွေးစီမံကိန်းကိုဆက်လက်ပိတ်ပင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုချောင်းစုံမှာတော့ပြည်သူဘက်ကရပ်တည်ပေးမယ်ကိုယ်စားလှယ်ကင်းမဲ့နေသလိုလွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်တွေလည်းပိတ်ပင်ထားခံရပါတယ်။နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ထိုင်းနိုင်ငံမဲမော်ဖြစ်စဉ်ပဲဖြစ်ပါတယ်။ကြောင်မီးသွေးစက်ရုံကြောင့်ဒေသခံပြည်သူတွေအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂဖြစ်ပွားတာစိုက်ပျိုးရေးပျက်စီးရာတွေအပြင်ပြိဿံများပါတေဆုံးတာတွေကြုံတွေ့ခဲ့ရပြီးကြောင်မီးသွေးမှာထွက်ရှိတဲ့ဓာတ်ငွေ့တွေရဲ့ဆိုးကျိုးဟာဆယ်စုနှစ်များစွာကြာမှသိသာတတ်တာကို Artright International ကထောက်ပြထားပါတယ်။ကြောင်မီးသွေးစီမံကိန်းကိုရဲရွာဒေသခံတွေကဘာကြောင့်အလိုမရှိနေကြရလဲ။၎င်းရဲ့ဆိုးကျိုးနဲ့နောက်ဆက်တွဲတွေကဘာတွေလဲ။ပထမအချက်ကတော့ကြောင်မီးသွေးစက်ရုံမှာထွက်လာမဲ့အစိမ့်တင်ဓာတ်ငွေ့နဲ့ပြာမှုတွေဟာဒရယ်မြင့်နဲ့လူသားတွေအပေါ်ဓာတ်ရိုက်ထိခိုက်စေမှာပါ။စက်ရုံမှာလွင့်ပြန်လာတဲ့အမှုန်အမွှားများနဲ့ဓာတ်ငွေ့တွေကိုရှုမိလျင်ပန်းနာရင်ကျက်ယောဂါတွေနာတာရှည်အဆုတ်ရောင်ယောဂါနဲ့အဆုတ်ကင်ဆာစတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေရေရှည်ခံစားရနိုင်တဲ့အပြင်အဆိုပါအမှုန်တွေကြောင့်လူသားတွေရဲ့သွေးကြောတွေစိတ်ဝင်ပြီးနှလုံးယောဂါနဲ့လေဖြတ်နိုင်ရည်တွေကိုလည်းမြင့်မားစေတယ်လို့ WHO ကထောက်ပြထားပါတယ်။ဒုတိယအချက်ကတော့မွန်ပြည်နယ်မှာမိုးများတဲ့ဒေသဖြစ်တာကြောင့်ကြောင်မီးသွေးပြာကံမှထွက်ရှိလာတဲ့အက်ဆစ်ဓာတ်နဲ့ဗရာအဆိပ်သင့်ဓာတ်ဆင်တွေဟာမြေအောက်ရေနဲ့မြေကြောင်းထဲကိုစိမ့်ဝင်နိုင်ပြီးဒရယ်မြင့်ရဲ့ရေညဉ့်ညမ်းစေတဲ့အပြင်မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်ရှိတဲ့ရေပြင်ဂေယစနစ်ကိုပါထိခိုက်စေနိုင်ပါတယ်။အဲဒီနောက်ငါးတွေကတဆင့်ကျွန်တော်တို့ရဲ့လူသားတွေရဲ့အစာကွင်းဆက်ဖူချင်းတဲ့အထိရောက်ရှိလာပြီးကျန်းမာရေးနဲ့လူထုရဲ့လူမှုစီးပွားရေးကိုပါရေရှည်မှာချိန်ချောက်လာနိုင်ပါတယ်။ဗရာအဆိပ်ဟာလူသားတွေရဲ့အာရုံစနစ်ပျက်စီးစေတာလက်တုံခြေတုံဖြစ်စေတာအမြင်အာရုံချိုးတဲ့တာတွေဖြစ်လာနိုင်တာကိုလည်း UNEP ထောက်ပြထားပါတယ်။အထူးသဖြင့်ကိုဝင်ဆောင်မိခင်နဲ့ကလေးငယ်တွေညံရည်နှိမ်ပါခြင်းနဲ့အုံနောက်ဖွံ့ဖြိုးမှုနောက်ကျတာတွေစတဲ့ဆိုးကျိုးများဖြစ်ပေါ်စေနိုင်တာကြောင့်ဤစီမံကိန်းဟာလက်ရှိလူထုမကပဲနောင်လာမဲ့မျိုးဆက်များရဲ့ကျန်းမာရေးနဲ့တဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပြင်လူမှုစီးပွားတစ်ခုလုံးကိုပါအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ခြုံငုံကြည့်ရရင်ဒီစီမံကိန်းဟာပြည်သူအကျိုးထက်စီမံကိန်းအောင်မြင်ရေးကိုပဲဦးတည်နေပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာပါဝင်မဲ့အမတ်လောင်းတွေအနေနဲ့ပြည်သူဘက်ကရပ်တည်မလားကိုချိုးအတွက်နှုတ်ဆက်နေမလားဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။အသေးစိတ်သုတေသနတွေကိုတော့ရာမည Institute ရဲ့ website နဲ့ social media တွေမှာဆက်လက်လေ့လာနိုင်ပါတယ်။